အနောယထာမင်းမြတ်ဟာမိဖုရားစောမွန်လာကိုအလွန်မြတ်နိုးတော်မူတာကြောင့်မိဖုရားအချင်းချင်းမနာလိုမုန်းတီးမှုတွေဖြစ်လာခဲ့ပါတယ်။မိဖုရားစောမွန်လာနှထောင်းကွင်းပြီးပူဇော်ထားတဲ့မြတ်စွာဘုရားတက်တော်မွေတော်တွေဟာညအချိန်ဖုရားအားပူဇော်ချိန်မှာဓာတ်တော်များကွန်မြူလာခဲ့ပါတယ်။ဒီလိုနှထောင်းကနေရောင်တော်များထွက်တာကိုစောမွန်လာအပေါ်မနာလိုတဲ့မိဖုရားတချို့ကမိဖုရားစောမွန်လာဟာစုံတောက်စားတယ်လို့ဘယင်ထံဂုံချောခဲ့ကြပါတယ်။ဒါအပြင်မိဖုရားစောမွန်လာရဲ့ဖခမဲတော်နဲ့မောင်တော်တို့ပို့တဲ့မွေးရက်အလွမ်းပြေရှမ်းအစားတွေဖြစ်တဲ့ဤကုံဝဘိုးငချင်တို့စားနေတာကိုလည်းပိုးကောင်စားတဲ့စုံမျိုးစုံမလို့ဘယင်ကိုခေါ်ပြပြီးဆွဆွဲခဲ့ကြပြန်ပါတယ်။မင်းသမီးစောမွန်လာလည်းမိမိဟာယတနာသုံးပါးကလွယ်ရင်မြည်သည့်အရာကိုမှမကိုးကွယ်လက်မခံခဲ့ကြောင်းရှင်းပြပြီးအကယ်၍မိမိကိုမယုံကြည်ခဲ့ရင်နန်းတွင်ကထွက်ခွာခွင့်ပြုပါမိမိမရှိရင်နန်းတော်တွင်ပို၍အေးချမ်းပါလိမ့်မယ်မွေးရက်ထားနေမောရှမ်းမြေကိုသာပြန်ပေးရစီလို့အနောယထာပြည့်ရှင်ထံခွင့်တောင်းအတနာခံပါတော့တယ်အနောယထာမင်းကြီးလည်းမင်းသမီးလေးကိုပြည်တော်ပြန်ခွင့်ပြုခဲ့ပါတယ်ထို့သောဖြင့်မင်းသမီးစောမွန်လာဟာအချွေအရန်အနေငယ်နဲ့မောရက်ရှမ်းပြည်ဖြစ်တဲ့ဆယ်လန့်ကိုပြန်လာခဲ့ပါတော့တယ်အပြန်လမ်းမှာပန်းချောင်းကိုဖြတ်ကူးချိန်ဖျားတက်တော်မွေတော်များကိန်းနေတဲ့နှထောင်းတော်တစ်ဖက်ဟာကျွတ်ကျခဲ့ပါတယ်။ရေထဲကျတဲ့အထင်နဲ့ရေငုပ်ရှာခဲ့ပေမဲ့မတွေ့ပဲနှထောင်းတော်ဟာကောင်းကင်မှာတဲပြီးစားတငယ်အပေါင်းဝင်းရံနေတာကိုတွေ့လိုက်ရပါတယ်။ဒီအချင်းရာကိုမြင်တော့မိဖုရားစောမွန်လာလေရှ िख ိုးအတိတ်ထန်လိုက်တဲ့အခါနှထောင်းဟာစောမွန်လာရဲ့နားမှာဝင့်မြဲအတိုင်းပြန်လေတဲခဲ့ပါတယ်။ထိုနှထောင်းကျရာပန်းချောင်းကိုလည်းနှထောင်းကြချောင်းရဲ့လို့ယနေ့ထက်တီတိုင်းခေါ်တွင်နေကြစေပါအဲ့ဒီနှထောင်းကြတဲ့နေရာနဲ့တမိုင်အကွာမှာရှိတဲ့ဒုဋ္ဌဝရီမြစ်ပေအဘယခေမာကုန်းတော်ပေါ်မှာစတမီငိမ်9000ပြည့်စီတီတော်ကိုနှထောင်းတော်ဌာပနာလို့ရွှေစာရန်ဟုအမည်သမုတ်ပြီးတည်တော်မူခဲ့ပါတယ်မိဖုရားစောမွန်လာဟာဖျားမုတ်ပဝါကိုဖခမဲတော်ရဲ့ကျေးဇူးကိုရည်မှန်းပြီးဖခင်ရှိရာရှမ်းပြည်ဘက်သို့လှည့်ထားခဲ့ပါတယ်မိဖုရားစောမွန်လာဇေဒီတေတာကိုအနောယထာမင်းကြီးကြားသိတဲ့အချိန်မှာတော့အထောက်တော်တွေကိုဆေးလွတ်ပြီးဇေဒီမုတ်ဦးမြည်သည့်ဘက်လှည့်သည်ကိုစုံစမ်းခိုင်းပါတော့တယ်။အကယ်၍မုတ်ဦးဟာရှမ်းပြည်ဘက်လှည့်ထားပါကစောမွန်လာအားတတ်ခဲ့စေဗမာပြည်ဘက်လှည့်ထားပါကအသက်ချမ်းသာစေဟုအမိန့်ပါလိုက်ပါတယ်။